Hello， ဒီတစ်ခေါက်တော့ပေါ့နော်ဒီမှာ把ရဲ့အသုံးကလေးကိုကြည့်မယ်把的意义是什么它的意义是用力拉出来或取出来用力အားကိုသုံးပြီးတော့拉出来ဆွဲလိုက်တာ或者တော့မ取出来ထုတ်ယူလိုက်တာအားသုံးပြီးတော့ဆွဲယူလိုက်တဲ့ဟာထုတ်ယူလိုက်တဲ့ဟာအရာမှန်တဲ့မြောက်ပါလို့ပြောတယ်ပေါ့နော်အဲ့တော့ပါဆိုတဲ့ပြသူကဒီမြန်မာလိုမှာဆိုရင်ဆွဲနှုတ်တယ်ပေါ့နော်ဒီမှာဆိုရင်ဆွဲထုတ်တာတို့ဆွဲနှုတ်တာတို့ဆိုရင်ထုတ်ယူတာတို့အကုန်လုံးဒီထုတ်ယူလိုက်တဲ့ဟာကိုယ့်ဘက်ကလှုပ်လိုက်တဲ့ဟာနော်ဒါကိုယ့်ဘက်ကလှုပ်လိုက်တဲ့အမှုအရာနော်ဆွဲထုတ်လိုက်တယ်ဆွဲယူလိုက်တယ်ထုတ်ယူလိုက်တယ်ဒီဟာအကုန်လုံးကိုပါနဲ့သုံးလို့ရတယ်နော်ပြီးရင်သူ့ရဲ့语法တရားအသုံးမုံတော့မှကြောင့်သူကပါလဲဆိုရင်动词ဘက်ဖြစ်ပါတယ်သူဒီအမြဲတမ်းဘာရင်နဲ့တွဲပြီးတော့သုံးလဲဆိုရင်အမှတယောက်တို့ချူးတို့နဲ့တွဲသုံးနေပေါ့နော်တယောက်တို့ချူးတို့နဲ့တွဲသုံးပါတယ်သူ့ရဲ့表示သူဖော်ပြချင်တာကတော့动作结果ဆိုလှုပ်ဆောင်လိုက်တဲ့အရာလှုပ်ဆောင်လိုက်တဲ့ရလဒ်ပေါ့နော်လှုပ်ဆောင်လိုက်တဲ့ရလဒ်ကိုဖော်ပြချင်တာပါတဲ့အဲ့ခါကျသူ့ရဲ့ဥပမာပေါ့နော်例句ရပါပေးထားလဲဆိုရင်医生帮他拔掉了坏牙医生ဆရာဝန်က帮ကူပြီးတော့ဘ누구ကလဲထားသူ့ကိုကူပြီးတော့拔掉了ဆိုဆွဲနှုတ်ပလိုက်ပြီး坏牙ဆိုတော့ဒီသူ့ရဲ့မကောင်းနေတဲ့သွားကိုဆွဲနှုတ်ပလိုက်ပြီးလို့ပြောချင်တာနှုတ်ပေးလိုက်ပြီးပေါ့နော်ဒါဆိုလို့ရှိရင်ပါကိုဘယ်နေရာမှာသုံးရမလဲဆိုတာသိပြီပါဒီအများအပြည့်တယောက်တော့ဘာလို့နဲ့တွဲသုံးလဲဆိုလို့ရှိရင်တယောက်ချူတွေနဲ့တွဲပြီးတော့သုံးပါတယ်တဲ့ပြီးရင်နောက်တစ်ခုကဘာလဲဆိုရင်拜访的意义是什么意义啊访问ဆိုတာအိမ်ကိုသွားပြီးမေးမြန်းတာเนาะအိမ်လဲတာပေါ့နော်အိမ်လဲပြီးမေးမြန်းတာလို့ရှိရင်去看望别人ဒီတခြားတစ်ပါးသူတီဦးဦးကိုတော့တွေ့တာ通常带有礼貌和正式的意味ပုံမှန်အားဖြင့်တော့သူက礼貌ဆိုရယူတီလေးစားသမှုပေါ့နော်正式ဆိုတဲ့တကယ်တဘောတရားရဲ့意味အဓိပ္ပာယ်ပဲဖြစ်ပါတယ်တဲ့拜访ဆိုတာက访问去看别人去看望别人ပေါ့နော်အိမ်ကိုတွားလဲတာတို့တစုံတစ်ယောက်ကိုတွားပြီးတော့ကြည်တာတို့ဒါကို拜访လို့ပြောပါတယ်တဲ့သူ့ရဲ့语法ပါလဲဆိုရင်动词ဘက်ဖြစ်တယ်သူ့ကိုအမြဲအသုံးပြုတဲ့ပုံစံအကြတော့拜访加人地方拜访နောက်မှာ人都မဟုတ်ရင်地方ဒီတစ်ခုခုကိုတွဲပေးရမယ်ပေါ့နော်သူ့ကိုတဲ့多用于အများအဖြစ်အသုံးပြုတာကတော့正式ဒီပုံမှန်အနေထားဟောတော့မလို့ရှိရင်礼貌和有的တမှုအခြေအနေမျိုးမှာဆိုလို့ရှိရင်ဒီ拜访ကိုသုံးတယ်ပေါ့နော်ပြီးရင်သူ့ရဲ့例句ရကြတော့我们明天要去拜访老师ငါတို့မနေ့ဖြန်ဆရာစီတွားတွေ့မယ်ပေါ့နော်ဆရာအိမ်တွားလဲမယ်ပေါ့နော်ဒီဟာကို拜访နဲ့တွဲပြီးတော့သုံးထားတယ်去拜访ဆိုပြီးတော့ပေါ့နော်အဲ့တော့去拜访နောက်မှာ老师的人ကိုထည့်ထားတယ်拜访老师ပြီးနောက်တစ်ခုက扮演的意义啊ဘာလဲဆိုရင်在戏剧ဇာတ်လမ်းထဲမှာ电影ရုပ်ရှင်ထဲမှာ或တော့မဟုတ်လို့ရှိရင်活动中ဆိုတာဒီလှူရှားမှု action တစ်ခုခုထဲမှာ担任某个角色担任ဆိုတာဝန်ယူထားတယ်某个角色အခန်းကဏ္ဍတစ်ခုခုကိုတာဝန်ယူထားတယ်အဲဆိုလို့ရှိရင်ဒါကို扮演လို့ပြောတယ်ပေါ့နော်ဇလန်းထဲမှာရုပ်ရှင်ထဲမှာဒီလှုပ်ရှားမှုတစ်ခုခုမှာဆိုလို့ရှိရင်အခန်းကဏ္ဍတစ်ခုခုကိုတာဝန်ယူထားတာကို扮演လို့ပြောပါတယ်ပေါ့နော်အဲ့တော့သူကတရုပ်ဆောင်တာပေါ့နော်ပြီးတော့သူက也可比喻ဆိုတာသူရှင်ကြည့်လိုက်လို့လည်းရတယ်ရှင်ပြောချင်တာ生活中ဆိုတာ daily life ရှင်တန်နေထိုင်မှု life ထဲမှာဆိုရင်长担某种角色ဒီအခန်းကဏ္ဍတမျိုးမျိုးကိုခြံတန်းတာဝန်ယူထားတဲ့ဟာမျိုးကိုလည်းပဲ扮演ဆိုပြီးတော့ပြောတယ်ပေါ့နော်扮演ဆိုကြတဲ့အခန်းကဏ္ဍတစ်ခုခုမှာတရုပ်ဆောင်နေကြတဲ့လူတွေပေါ့သူ့ရဲ့语法အသုံးကဘာလဲဆိုရင်动词
ဘတ်ဖြစ်ပါတယ်တဲ့သူ့ကိုအသုံးပြုတဲ့ပုံစံပါလဲဆိုရင်扮演加角色人物扮演ကို角色အခန်းကဏ္ဍတစ်ခုခုနဲ့တွဲသုံးမယ်ဒါမှမဟုတ်ရှင်人物ဆိုတဲ့ character တစ်ခုခုနဲ့တွဲသုံးမယ်ပေါ့နော်သူရဲ့例句啊ဒီမှာဗာပေးထားလဲဆိုရင်他在电影里သူကရုပ်ရှင်ထဲမှာ扮演一个医生ဆိုတာဆရာဝန်တယောက်အဖြစ်သူဘာလုပ်ခဲ့ရလဲတရုပ်ဆောင်ခဲ့တယ်လို့ပြောတာเนาะ